မိသားစုဆိုတာတဘာဝတရားကြီးကပေးလိုက်တဲ့တိတ်ကိုပျော်ရွှင်စရာကောင်းလာတော့အဖွဲ့အစည်းလေးတစ်ခုပါငွေကြေးပြည့်စုံတဲ့မိသားစုလေးတွေဟာလည်းပြည့်စုံသလိုအနေထားနဲ့တရိယာစရာအမှတ်ရစရာပျော်စရာလေးတွေရှိခဲ့တာပဲငွေကြေးမပြည့်စုံတဲ့မိသားစုလေးတွေကြပြန်တော့လဲမပြည့်စုံသလိုအနေထားလေးနဲ့ပျော်စရာအမှတ်ရစရာလေးတွေရှိခဲ့ကြတာပါပဲဒီလိုလွင်ပျော်စရာကောင်းတဲ့မိသားစုအဖွဲ့လူစုံလုံးအချိန်လေးမှာဘာမဟုတ်တဲ့ပြဿနာတေးဖွဲလေးဖြစ်ခဲ့ရင်နာမာနတွေထားပြီးစိတ်ဝမ်းမကွဲလိုက်ကြပါနဲ့နှစ်တွေလတွေပြောင်းပြီးအချိန်တစ်ခုရောက်လာတဲ့အခါအတူလက်ဆုံစားခဲ့တဲ့သမင်းဝိုင်းလေးလူမစုံတော့မှမိသားစုရဲ့တန်ဖိုးကိုနားလည်လာပါလိမ့်မယ်